စိမ့်ဆုံနေတဲ့ပြည်ပမျိုးပြရဲ့လမ်းမတွေထဲမှာသူတို့နှစ်ယောက်ရဲ့ကဘာငယ်လေးကတရွေ့ရွေ့လဲပတ်နေခဲ့တယ်။အစိမ့်နှုတ်ရောင်စူပါကပ်ဆိုင်ကယ်လေးကသူတို့အချစ်တွေရဲ့တက်သေးပေါ့။မနက်ခင်းအလုတ်သွားချိန်ဆိုလဲကောင်မလေးကကောင်လေးရဲ့ခါးကိုတင်းတင်းဖတ်လို့ညနေခင်းဈေးဝယ်ထွက်ရင်လဲဆိုင်ကယ်ချင်းတဲ့ဟင်းသီးဟင်းရွက်တွေအပြည့်နဲ့ပိတ်ရက်တွေမှာအနီးနားမျိုးကပင်လေကမ်းခြေတွေကိုလဲဒီဆိုင်ကယ်လေးနဲ့ပဲတူတူလှည့်ပတ်ခဲ့ကြတယ်။သူစိမ့်မီမှာရုံးကန်ရပြီမဲ့ဆိုင်ကယ်လေးပေါ်ကသူတို့ရဲ့ရဲမောတန်တွေကပတ်ဝန်းကျင်တစ်ခုလုံးကိုနှွေးထွေးစေခဲ့တာအမှန်ပဲဒါပေမဲ့ရာသီဥတုကအမြဲမသားရနိုင်တယ်လို့ပေါ့တနေ့တော့ကောင်မလေးကလုပ်ငန်းခွင်ကအလုတ်ခေါင်းဆောင်နဲ့အဆင်မပြေပဲစကားများရာကနေစိတ်နာပြီးအလုတ်ထွက်လိုက်တယ်အဲ့ဒီနောက်ပိုင်းသူတို့ရဲ့နေ့ရက်တွေအနည်းငယ်ပြောင်းလဲသွားခဲ့တယ်ကောင်မလေးကအိမ်မှာပဲကြံခဲ့ပြီးကောင်လေးအတွက်အကြိုက်ဆုံးဟင်းတွေကိုချက်ပြုတ်ပြင်ဆင်ပြီးရင်အချိန်ကုန်လွန်စေခဲ့တယ်မျက်နှာချင်းဆိုင်ထမင်းဝိုင်းလေးမှာပြုံးပြနေပေမဲ့ကောင်မလေးရဲ့မျက်ဝန်းတွေကအိမ်လွမ်းစိန်နဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုကောင်လေးသတိပြုမိနေခဲ့ပါတယ်။မိသားစုနဲ့ဝီယာဘာသာစကားမတူတဲ့တိုင်းတစ်ပါးမှာအလုံးမရှိပဲအခန်းချင်းလေးတဲ့တယောက်တည်းကြံခဲ့ရတဲ့စိတ်ညစ်မှုတွေကကောင်မလေးကိုတဖြည်းဖြည်းဝါမျိုးလာခဲ့တယ်။နောက်ဆုံးမှာတော့ကောင်မလေးကမြန်မာပြည်ကိုပဲအပီးပြန်ဖို့ဆုံးဖြတ်ချက်ချလိုက်ရတော့တယ်။ပြန်မဲ့ရက်ကိုရောက်လာတဲ့အခါမှာတော့ကောင်းကင်ကြီးကတောင်လိုက်ပြီးညိုမိုင်းနေခဲ့တယ်လေးစိတ်ကိုသွားတဲ့လမ်းတစ်လျှောက်လုံးသူတို့နှစ်ယောက်လုံးစကားတစ်လုံးမှမစုမိကြဘူးထွက်ခွာမဲ့ဂိတ်တစ်ခါဝရှိရောက်တဲ့အခါမှာတော့အထင်းအကွက်မဲ့စွာကြာလာတဲ့မျက်ရည်တွေကိုဘသူမှမဖုံးကွယ်နိုင်ကြတော့ပါဘူးဂယုဆိုင်ပါဆိုတဲ့စကားတခုံးကိုတောင်တုံရီနေတဲ့နှုတ်ခမ်းတွေချားကနေအနိုင်နိုင်ပြောလိုက်ရတယ်ကောင်မလေးကလှည့်ထွက်သွားရင်မျက်ရည်တွေချားကနေကောင်လေးကိုလက်ပြနှုတ်ဆက်ခဲ့တယ်လို့ကောင်လေးကလည်းဝီးကွာသွားတဲ့ကြောပြင်လေးကိုကြည့်ရင်ရင်ဘတ်တစ်ခုလုံးဗလာချင်းကြံ့ရစ်ခဲ့ရတယ်တိုင်းတစ်ပါးရဲ့လီစိတ်ကြီးထဲမှာဝမ်းနေရိတ်တွေလွှမ်းမိုးနေခဲ့ပြီးကောင်းလီအိမ်ပြန်ရမယ်လမ်းခကြီးမှာတော့အစိမ့်နှူရောင်စူပါကပ်ဆိုင်ကယ်လေးရဲ့နှောက်ခုံလေးဟာဘတော်မှပြန်မပြနိုင်တော့မယ်အလွတ်အတိုင်း6ကတ်လို့ကြံခဲ့ပါတော့တယ်